ခုဒီနေရာလေးတော့ဒါပေါ့နော်ဟိုပြီးခဲ့တဲ့၄ရက်လောက်ကရေနစ်တဲ့နေရာလေးပေါ့နော်အမှလူငယ်လေးဦးရေနစ်ပြီးတော့တေးဆုံးသွားတဲ့နေရာလေးပါဒီချောင်းစုံပေါ့နော်မြောက်ကြီးချောင်းစုံတရားရအောင်မှာ၃ခွဆိုင်ပေါ့နော်အဲ့ဒီချောင်းစုံမှာနစ်တာပါโอเคအားလုံးပဲမင်္ဂလာပါဂျွန်ဆိုင်ရဲ့ကျွ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မယ့်အကြောင်းအရာလေးကတော့မြောက်ဝေကရင်းနှီးပျောက်ဆုံးသွားတဲ့လူငယ်လေးဦးရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်းအောက်ကကွန်မန့်မှာမျှဝေပေးသွားကြပါအောင်ဗျာပါတူးစမတော့ဆက်လိုက်ပြီတော့မကြည့်ကြတာမှကြည့်တယ်ကွာဟာဒီကောင်အပေါ်သူနံပြီးနံပြီးဒီချက်ရဟုတ်ညမ်းပြီနံပြီးတော့မရတော့ညမ်းပြီအေးပေါ့ကြည့်ရတယ်အဲ့ဒီတဲဆုံးကမမော်နေဘူးတို့ရဖြစ်တဲ့ချက်ရဖြစ်တဲ့ချက်ကတဲဆုံးနေတာရိုက်တဲ့ဝင်ပြီးတဲဖုံးလာနေအဲ့လိုဖုံးတော့ပြောတော့သူကဘာတော့အခုနေဒီချောင်းဆင်းနေကြီးကအပေါ်ရမ်းချက်တယ်ခုဒီနေရာလေးတော့ဒါပေါ့နော်ဟိုပြီးခဲ့တဲ့၄ရက်လောက်ကရေနစ်တဲ့နေရာလေးပေါ့နော်အမှလူငယ်လေးဦးရေနစ်ပြီးတော့တေးဆုံးသွားတဲ့နေရာလေးပါဒီချောင်းစုံပေါ့နော်မြောက်ကြီးချောင်းစုံတရားရအောင်မှာ၃ခွဆိုင်ပေါ့နော်အဲ့ဒီချောင်းစုံမှာနစ်တာပါဒီမှာတစ်ခွဟိုဘက်မှာတစ်ခွဟိုမှာတစ်ခွ၃ခွသူတို့ကလည်းဘယ်လိုပြောရမလဲပေါ့နော်ကျွန်တော်လည်းတကယ်စိတ်မကောင်းပါဘူးဗျာမြင်ရတာလည်းအမှခုချိန်ထိတော့ပွဲပေးထားပေါ့နော်အဲ့ဒါတော့ပေါ်မလာသေးဘူးတယောက်မှပေါ်မလာသေးပါဘူး၄ရက်နဲ့တညနေရှိပြီလေဗျာဟိုးပွားစီဒီဖြူလေးကတော့အမှတဲထားပေါ့နော်မပြီးသေးပါဘူးခုမှတဲလဲစားပေါ့တကယ်အမှကရေစီးကလည်းမတရားတန်နေသူတို့ကလည်းနေခံမဟုတ်တော့ကြတော့ဒီရေမြေအကြောင်းမသိဘူးတခါမှလည်းမချိုးဘူးတော့အဲ့လိုမျိုးပေါ့နော်မဖြစ်တဲ့နိုင်ဖြစ်ကုန်အောင်အပြောကနေအပြက်ပေါ့ဗျာတကယ်စိတ်ကောင်းပါဘူးလူငယ်လေးပဲရှိသေးတယ်တကယ်တနာဖို့ကောင်းတယ်ဗျာစိတ်မကောင်းဗျာနော်အခုဒီဗီဒီယိုလေးကတော့ကျွန်တော်မနေ့ကသွားတဲ့ချိန်ပေါ့နော်အမှသူတို့ရှာတာလည်းမတွေ့သေးဘူးရုံလောင်းလည်းပေါ်မလာသေးဘူးဆိုကျွန်တော်စိတ်မကောင်းတာနဲ့ပဲတစ်ဖက်တစ်လမ်းနဲ့ကူညီကြတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဆရာကိုချက်ချင်းမသွားခေါ်ပြီးတော့ဒီမှာလာကြည့်တဲ့ဗီဒီယိုလေးပါသူတို့မိဘတွေကိုကိုချင်းစားလို့ပေါ့ဗျာအဲ့ဒီမိဘတွေဆိုတာသိရမလားကိုတကယ်သေသွားရဆိုတော့မှနောက်ဆုံးနေနဲ့ရုံလုံးလေးတော့မြင်ချင်ကြရတယ်လေအခုချိန်ရဆိုဘယ်လိုဖြစ်လဲဆိုတော့သေလားရှင်လားဆိုတော့အဲ့ဒီပေါ့နော်မျောလင်းချက်အဲ့ဒီရှင်မလားဆိုတော့မျောလင်းချက်လေးနဲ့သူတို့မှာဒီတမမနဲ့ဆိုတဲ့ထဲနဲ့စိတ်ပူနေရတာပူပန်နေရတာအဲ့ဒါကိုကျွန်တော်မကြည့်ရလို့ပါကျွန်တော်ဆရာအမှားပေါ့နော်ကြည်တာပြောပုံရတော့ဒီတပတ်အတွင်းတော့ပေါ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့လောင်းအကုန်လုံးတော့ပြန်ရနိုင်ဖို့ကတော့မမြင်ဘူးပေါ့ပေါ်မယ်ဆိုရင်တော့မှဒီပေါ်တဲ့နေရာကဒီအနီးနားမှာတော့မပေါ်နိုင်ဘူးပေါ့နော်ဝေးမှာပဲပေါ်မယ်အခုရသူတို့ခုကြီးနေတဲ့ကိစ္စမှာလည်းပေါ့နော်တခြားပယောဂဟိုဟာတွေဒီဟာတွေပါညာမပဘူးပေါ့နော်ဒီရိုးရိုးပဲပေါ့နော်ဒီရေစီးကြောင်းဖြစ်မယ်ဒီဝဲကြောင်းဖြစ်မယ်ပေါ့နော်ဒီတိုင်းရိုးရိုးပဲရေနေတာပေါ့နော်တချို့ကိစ္စတွေကြောင့်လည်းပြောလို့မကောင်းတော့ဘူးလေအဲကြောင့်မလို့ကျွန်တော်တချို့ကိစ္စတွေတော့တိတ်ပြီးတော့မပြောတော့ပါဘူးတကယ်ပြန်တွေ့ရဆိုရင်တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့တင်ပေးပါဒီကြေကွဲတွေကလူငယ်လေးဦးကတော့ဗျာတကယ်ခုချိန်ထိပေါ့နော်6ရက်လောက်ရှိနေပြီခုချိန်ထိပါတရင်အစနာမှာမရဘူးအဲကြောင့်မလို့ကဲသေးကြီးတွေကလည်းအခုချိန်ရနားလိုက်ပြီးပြောတယ်ကဲသေးကြီးလည်းရနားလိုက်ပေါ့နော်သူတို့မိဘတွေဆိုတော့တကယ်ရင်နာတယ်ဗျာအလောင်းလည်းမမြင်ရတကယ်ဝမ်းနေရပါတယ်ဗျာဒါသူတို့နစ်သွားတဲ့ချောင်းလေးရာဆိုလို့ရှိရင်ဒါရေစီးတော်တန်တယ်လို့ဒါသိရတယ်ဗျာနော်ဒီမောင်ရားရီဒီရရှိသွားရင်မတွေ့ရဘူးခွေးရနိုင်ရတယ်ဟာခွေးရနိုင်ရဟိုမ
嘛，知道了吧？这么个店里头是吧？တော့နော်ဟိုဒီမရောက်နိုင်နေဘူးငါကြည့်တာနော်ညကျွန်တော်ဟိုဒီနေရှိတယ်လေတရားဝဲနေရှိတယ်တရားသူ 你那可以啊，你这个你呀， အေးဝဒီဝဲရတော့တရားလာဒီညရတော့ထောက်တယ်နော် 这个你我再过年。 တော်ရောက်လာတော့အခုချိန်မတွေ့သေးဘူးနော်စောင့်နေတဲ့မိသားစုတွေအတွက်တော့ဒါတကယ်စိတ်မကောင်းစရာပဲနော်